လေးရှားထိုင်းတကြံရောက်နေပါတယ်နော်9ရက်နေ့ကစပြီး19ရက်နေ့အထိပါရှင် KL မှာရှိတဲ့သူတွေအတွက်တကြံသွားလဲတဲ့အခါကျရင်ကားခအများကြီးမကုန်ဖို့အတွက် KL Central ကနေတကြံလောက်တဲ့နေရာအထိရောက်တဲ့ယထာလေးကိုဈေးတတလေးနဲ့ယထာစီးနီးလေးကိုမျှဝေပေးမယ်နော် KL Central ကနေဒီထိုင်းတကြံဝယ်ယူမောအထိက ringgit 3ကျပ်နဲ့10ပြားလောက်ပဲနော်အရန်တန်တယ်ကိုကကားနဲ့သွားမယ်ဆိုအများကြီးဈေးများတယ်အသွားခကတော့ဈေးဘယ်လောက်မရှိပေမဲ့ညဘက်ပြန်မယ်ဆိုကားအရန် jam တယ်နော်ဒါကြောင့်ဈေးလည်းအရန်တက်သွားတယ်ဒါကြောင့်ဒီ KL မရှိတဲ့သူတွေဆိုရထားနဲ့သွားပေါ့နော်ဘယ်လောက်ပဲသွားပဲနှခောက်ပဲသွားတခါသွားရင်အသွားခ3ချက်ကြော်လေးပဲเนาะအသွား3ချက်အပြန်3ချက်အဲ့လောက်ပဲရှိတယ်ကွယ်အခုနှင်းပြထားတဲ့ဗီဒီယိုအတိုင်းအသေးစိတ်လေးရိုက်ပြထားပါတယ်เนาะဒီယထာစီးရမှာက9ကိတ်စီးရမယ်เนาะ KL Central ကနေ9ကိတ်အတိစီးရမယ်ရှင်အခုနှင်းပြထားတဲ့ဝိုင်းထားတဲ့ဟာနေရာကနေအဲ့ဒီနေရာကစဆင်းလို့ရပါတယ်ရှင်เนาะပုတ္တရာသာမလေးကိုဆင်းမယ်ရှင်ဒီနေရာလေးကိုဆင်းမယ်เนาะဒါကဆိုရင်ဝယ်ညူမောရဲ့ယထာကိတ်နဲ့ဆက်နေတဲ့ကုံတိုက်ပေါ့နော်ဝမ်ယူမောရဲ့နေရာလေးပါဝမ်ယူမောရဲ့အတွင်းရဲ့ကုံတိုက်ထဲကိုဝင်သွားပါနော်ယထာနဲ့ကုံတိုက်ကဆက်နေတယ်နော်ချိတ်ဆက်နေတယ်ဒါကြောင့်ကိုကဒီဈေးလဲတန်ဖို့အတွက်เนาะကားခအများကြီးမကုန်ဖို့အတွက်ဒီယထာစီနီလို့မျှဝေပေးမှရှိအခုနှင်းရောက်နေပြီเนาะ9ရက်နေ့ကစပြီး19ရက်နေ့အထိเนาะ10ရက်နေ့တိเนาะနောက်ပြီးတော့ထိုင်းအစားအစာလေးကလေအရင်နှစ်ထက်ပိုပြီးတော့များတယ်ဒီနှစ်ကထိုင်းဆိုင်လေးကလေအများကြီးရဲ့အရင်နှစ်ထက်နှစ်ဆเนาะအများကြီးပေါ့เนาะဒီမှာဆိုစားဖွယ်လေးတွေเนาะအရန်ကိုစားချင်တဲ့စိတ်ပေါက်လာပြီးရှင်เนาะတနေရာတဲ့နဲ့ကိုထိုင်းရောက်သွားတဲ့ပုံစံလိုမျိုးထိုင်းအစားအစာအမျိုးစုံရမယ်เนาะထိုင်းก๋วยเตี๋ยวเนาะအတုပ်အထောင်းနောက်ပြီးတော့မော်ဟင်ဂါဝက်ခောက်တွေပါညာအကင်တွေအမျိုးစုံရှိနော်အေးတွေအမျိုးစုံရှိတယ်နော်ဒီထိုင်းအေးတွေထိုင်းတုံရမ်းတွေလည်းအများကြီးရှိတယ်နော်ကိုကြိုက်နေတဲ့ရပေါ့နော်ကွယ်ဒီမှာကြည့်အစားအစာအရန်များလို့ဘာစားရမှန်းတော့မသိဘူးကွယ်ထိုင်းနိုင်ငံရောက်သွားတဲ့ပုံစံလိုမျိုးထိုင်းနိုင်ငံရောက်သွားတဲ့ feeling လိုမျိုးပဲကွယ်ဒီမှာကြည့်ပါအောင်တဲတွေအစားအစာလေးကလေအများကြီးနှင်းရိုက်ပြမကုန်သေးဘူးเนาะတဲတွေရေကဲဒီဝင်ကဆိုရင် free ပဲเนาะဝင်ခ free ပါရှင်အဓိကက QR လေးပြယုံပဲเนาะ passport ပြစရာမလိုဘူးเนาะ QR လေးပြယုံပဲနဲ့ဒီအတွင်းထဲကိုဝင်လို့ရပါပြီရှင်